ကောင်းလေးတယောက်ဟာသူ့အမေကိုတနက်နဲ့ချိန်လိုက်ပါတယ်အမေဖြစ်သူကတော့ဒါဟာကလေးကစားစရာတနက်လေးပဲလို့ထင်နေခဲ့တာပေါ့ဒါပေမဲ့တကယ်တမ်းမှာတော့ကောင်းလေးဟာသူ့အဖေတနက်စစ်ကိုယူဆော့နေတာဖြစ်ပြီးကြီးစံ1000ကိုထည့်ပြီးခလုတ်ကိုဆွဲညှစ်လိုက်တာပါကံကောင်းကျင်တော့ကြီးစံကပြောင်းဝကိုအစင်သိရောက်မနေလို့သာအသက်ဘေးကလွတ်ခဲ့ရတာပါနောက်တစ်ခါမှာတော့သူဟာသူ့အဖေကိုထပ်ပြီးချိန်ပြန်ပါတယ်ဒီတစ်ခါလဲကြီးကထွက်မလာခဲ့ပြန်ပါဘူးအဖေဖြစ်သူကတော့ဒါကိုကလေးရဲ့နောက်ပြောင်မှုတစ်ခုလိုပဲထင်ပြီးစိတ်တူတူနဲ့ကောင်းလေးကိုအပြင်ထွက်ခိုင်းလိုက်ပါတော့တယ်အပြင်ရောက်တော့ကောင်းလေးဟာစာပို့သမားတယောက်နဲ့တွေ့ပါတယ်သူကလက်မြောက်လို့အော်ဟစ်လိုက်တဲ့အခါစာပို့သမားကသူဟာကလေးကနောက်ပြောင်နေတဲ့ထင်ပြီးကလေးစိတ်တိုင်းကြလက်မြောက်ပေးခဲ့လို့တေမင်းနဲ့လွဲခဲ့ရတာပါအဲ့ဒီနောက်ကောင်းလေးဟာဈေးဝယ်စင်တာတဲ့ကိုရောက်သွားပါတယ်အဲ့ဒီမှာရှိတဲ့အယုံမြင့်ပေါ်တက်စီပြီးသူကိုယ်သူကောင်းပွိုင်တယောက်လိုဟန်ဆောင်ကစားနေရင်ကြီးစံတွေကိုထပ်ဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာကလေးမလေးတယောက်ကအဲ့ဒီမြင်းစီကျင်လိုရောက်လာတဲ့အခါသူမရဲ့အဖေကကောင်းလေးကိုချော့မော့ပြီးချိုးချင်ပေးကမြင်းပေါ်ကဆင်းခိုင်းလိုက်ပါတယ်ဒါကိုကောင်လေးကဒေါသထွက်သွားပြီးအဲ့ဒီလူကိုတနက်နဲ့လှမ်းချိန်လိုက်ပြန်ပါတယ်ကံကောင်းထောက်မှစွာပဲကြီးစံကမထွက်ခဲ့ပြန်ပါဘူးကောင်လေးဟာစင်တာရဲ့အတွင်းပိုင်းထဲအထိဆက်လျှောက်သွားပြီးသူ့ရဲ့တနက်ထဲကိုကြီးစံတွေအပြစ်ဖြစ်လိုက်ပါတော့တယ်သူ့ကိုစိတ်နှောက်ယှက်ပေးတဲ့နောက်ထပ်ဘသူမဆိုတေးရမယ်ဆိုတဲ့အတိနဲ့ပေါ့တစ်ဖက်မှာတော့အဖေဖြစ်သူဟာသူ့ရဲ့တနက်အစ်စ်ကကစားစရာတနက်နဲ့အလဲလဲလုတ်ခံလိုက်ရပြီးကြီးစံတွေအကုန်လုံးပျောက်နေတာကိုသတိထားမိသွားပါတယ်မင်းမြန်စုံစမ်းကြည့်လိုက်တဲ့အခါကောင်လေးဟာဈေးဝယ်စင်တာထဲကိုဝင်သွားတယ်ဆိုတာသိလိုက်ရလို့မိသားစုတစ်ခုလုံးအပြေးလွှားလိုက်ရှာကြပါတော့တယ်စင်တာထဲရောက်တော့အမေဖြစ်သူကအသေးအတန်ရှာဖွေပေမဲ့ကောင်းပိုင်ဝတ်စုံဝတ်ထားတဲ့တခြားကလေးတစ်ယောက်ကိုပဲသူ့အထင်မှားပြီးကြည့်နေမိပါတယ်တကယ်တော့ကောင်းလေးကသူမရဲ့အနောက်မှာတင်ရှိနေခဲ့တာပါကောင်းလေးဟာအယောင်ဝန်ထမ်းတစ်ယောက်ကိုတနက်နဲ့ချိန်လိုက်ပေမဲ့အဲ့ဒီဝန်ထမ်းကသူ့ကိုမှုတ်ပေးလိုက်တာကြောင့်မဖြစ်ခဲ့ပါဘူးနောက်တော့ခုနကတားဖားနဲ့ထပ်တွေ့ပြန်ပါတယ်ဖြစ်ဖို့ပြင်နေတော့မှပဲတခြားကောင်းပွိုင်ဝတ်စုံတဲ့ကလေးကအာယုံလွှဲလိုက်တယ်လို့ဖြစ်သွားလို့အဲ့ဒီလူဟာဒုတိယအကြိမ်မြောက်ထပ်ပြီးအသက်ဘေးကလွတ်မြောက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့အတန်ချက်ဆက်ကနေအမေဖြစ်သူကခေါ်ယူနေတာကြောင့်ကောင်းလေးဟာစင်တာထဲကနေထွက်သွားခဲ့ပါတယ်အပြင်မှာတနက်တန်တစ်ခုထွက်ပေါ်လာလို့အားလုံးထိတ်လန့်သွားပေမဲ့ဒါဟာကားအိုကြီးတစ်စီးရဲ့အင်ဂျင်ပေါက်ကွဲတန်တာဖြစ်နေခဲ့ပါတယ်ကောင်းလေးအိမ်ပြန်ရောက်တဲ့အခါအိမ်မှာကလေးထိန်းပဲရှိနေပါတယ်သူကကလေးထိန်းကိုတနက်နဲ့ချိန်ပြီးစော့ဖို့လုပ်တဲ့အခါကလေးထိန်းကဘာမှပြန်မလုပ်နိုင်ခင်မှာပဲအဖေဖြစ်သူကအချိန်မီရောက်လာပြီးတားဆီးနိုင်ခဲ့ပါတယ်ဘယ်သူမှထိခိုက်ဒဏ်ရာမရခဲ့တာဟာတကယ်ကိုကံကောင်းလွန်းလာပါတယ်ဒီဖြစ်ရပ်ကနေသင်ခန်းစာယူရမှာကတော့တနက်ဆိုတာကလေးတွေလက်ထဲမှာဘယ်တော့မှမရှိတဲ့အရာဖြစ်တယ်ဆိုတာပါပဲကျွန်တော်ရဲ့အကောင့်လေးကိုလည်းအပေါင်းလေးနှိပ်ပြီး follow လေးလုပ်ထားကြပါအောင်ခင်ဗျာ